ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်နဲ့အာမင်ဖျားသခင်တွေတနှုံနဲ့ရှိပါစေကိုရော၏ဝိညာဉ်နဲ့လည်းရှိပါနှလုံးများကိုပြင်နောက်ကိုရနဲ့နော်စတင်ကျင်းပရန်အေရနေ့ကျွန်တော်တို့စုယုံချက်ကိုပြင်းမြောက်အောင်ဆောင်ရွက်များသခင်နေမိမိမြို့တော်ကြွဝင်တော်မူခဲ့လေသည်လုပ်ငန်းဆိုင်ရာဤကြွဝင်တော်မူခြင်းကိုယုံကြည်ဖြင့်ဖျားသခင်ကျေးဇူးဖြင့်ဒုက္ခဝရဏခံထတော်မူခြင်း၌ပါဝင်ကြ၍ရှင်ပြန်ထမြောက်ခြင်းနဲ့ထာဝရဒုက္ခချမ်းသာတို့ရောက်နိုင်ကြရန်သခင်ဘုရား၏နောက်တော်သို့လိုက်ကြပါစို့ဆုတောင်းကြစို့အလုံးစုံကိုတတ်နိုင်တော်မူသောထာဝရဘုရားခင်မေတ္တာပါများကိုကောင်းချီးပေးတော်မူ၍တန်ရှင်းစေတော်မူပါတပည့်တော်တို့သည်ခရစ်တော်ဘုရင်နောက်တော်သို့ဆွင်လန်းဝတ်မြောက်စွာလိုက်ကြလျက်ထာဝရဂျေရုဆလင်မြို့တော်ကြီးသို့ရောက်နိုင်ကြပါမည်အကြောင်းကာလဆက်ဆက်သက်ရှင်တော်မူ၍ဆုဆံတော်မူသောထိုခရစ်တော်သခင်ကိုပင်အမည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ဒီဆောင်
အလုံးစုံကိုတနိုင်တော်မူသောထာဝရဘုရားသခင်ကိုရောဒီတပည့်တော်၏ကယ်တင်ရှင်နာလူအဖြစ်ကိုယူစေတော်မူ၍လေဝါကတိုင်ပေါ်၌အသက်တော်အသေးခံစေတော်မူကားလူခတ်သိန်းတို့အတူယူလိုက်နာနေရနှိမ့်ချခြင်းစံနမူမူ၍တပည့်တော်သည်ထိုသခင်ခံထားတော်မူသောဒုက္ခဝေဒနာကိုအတူပြန်ထမြောက်ခြင်း၌ပါဝင်နိုင်ကြရစတော်မူပါမည်အကြောင်းတဆူဒီတော်ဖျားဖြစ်တော်မူလက်ကိုရောနှင့်အတူတန်ရှင်သောဝိညာဉ်တော်နှင့်တပေါင်းတစီဒီကာလဆက်ဆက်သက်ရှင်ဆူဆန်တော်မူ၍ဆုတော်ရသခင်ယေရှုခရစ်တော်ဖျားရှင်ကိုအမည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ပထမကျမ်းဟေရှာယအနာဂတိအခန်းကြီး90အခန်းငယ်4မှ9တိုင်အောင်ငါသည်ပင်ပါမစကားပြောရှင်ထာဝရဘုရားသည်လူသက်၏နှုတ်သက်တိကိုငါအားပေးတော်မူပြီနာနဲ့အစဉ်တိုင်းငါကိုနိုးတော်မူ၏စာတင်တော်သူကဲ့သို့နားထောင်စေမည်အကြောင်းငါနာကိုနိုးဆော်တော်မူ၏အရှင်ထာဝရဘုရားသည်ငါနာကိုဖွင့်တော်မူ၍ငါလည်းမငင်းမဆန်နောက်တော့မဆုတ်ရိုက်တော်သူအားငါကြောကို၎င်းဆံကိုနှုတ်တော်သူတို့အားငါဘာကို၎င်းငါအပ်မည်အဆက်ခွဲခြင်းနှင့်ဒရွေထွေးခြင်းမှငါသည်ကိုမျက်နာကိုမလွယ်အရှင်ဘုရားငါကိုဆောင်မတော်မူလိမ့်မည်ထို့ကြောင့်ငါမရှုံးရသည်ဖြစ်၍ကိုမျက်နာကိုမြည်ကြောက်ကဲ့သို့ထားလျက်ရှက်ကြောက်ခြင်းတို့မရောက်ရဟုငါသိ၏ဤဒီကဘုရားခင်နှုတ်ကပတ်တော်ပေသည်ဘုရားသခင်အားကျေးဇူးတင်ပါတယ် Amen.
จารย์ยิชิมาทำยาวล้อคริสต์ตะเคียนดีเตนาเลียนไปรอมุเลงมีဒုတိယကျမ်းခရစ်တုသခင်သည်မိမိကိုယ်ကိုညှဉ်းချတော်မူသောကြောင့်သခင်သည်ကိုရောအားချီးမြှောက်တော်မူသည်မွန်မြတ်သောတပည့်တော်ကြီးတန်ဖိုးလို့ဖိလိပ္ပိမြို့သားတို့ထံယေရောစာအခန်းကြီးနှင့်အခန်းငယ်6မှ7တိုင်ယေရှုခရစ်တုသခင်သည်ဖျားစင်စစ်ဖြစ်တော်မူသောကြောင့်ဘုရားသခင်နှင့်ဂုဏ်ရည်သူဖြစ်တော်မူကြောင်းသိလျက်ပင်မိမိဂုဏ်ကိုစွန့်ပြီးလျှင်ဂျိုနစီကံဖြစ်သောလူ၏ကိုယူ၍လူကဲ့သို့ပွားမြင်ခြင်းကိုခံတော်မူသည်ထိုမြတ်မကကိုတော်သည်လူစင်စစ်ကဲ့သို့ဖြစ်တော်မူသည့်အတိုင်းမိမိကိုယ်ကိုညှဉ်းချတော်မူ၍လက်ဝါးကတိုင်ပေါ်မှတည်ခြင်းကိုပင်လက်ခံတော်မူသည့်အတိုင်းအောင်ခမည်းတော်ဘုရားကိုနာခံတော်မူသည်ထို့ကြောင့်ဘုရားသခင်သည်ကိုရောအားချီးမြှောက်တော်မူ၍ဘုရားနာမတကားတို့ထက်ကြီးမြတ်သောဘုရားထုကိုပေးတော်မူသည်တို့ဖြစ်၍ကောင်းကင်ဘုံမှာဖြစ်စေမြေကြီးပေါ်မှာဖြစ်စေအောင်းနှင်းရာရမှာဖြစ်စေရှိကြကုန်သောတတဝါပေါင်းတို့သည်ယေရှု၏နာမတော်ကိုကြားရခါတိုင်းလူထောက်၍ယေရှုခရစ်တုသည်တကယ်ဖြစ်တော်မူကြောင်းနှုတ်နဲ့ဝန်ခံလျက်ခမည်းတော်ဘုရား၏ဂုဏ်တော်ကိုထင်ရှားစေရမည်ဣဒီကာဘုရားသခင်၏နှုတ်ကပတ်တော်ပေသည်မာရီ ကြွေးကြော်တာယေရှုခရစ်တုဘုရားအားဂုဏ်တော်ရှိပါစေသောခရစ်တုသခင်သည်ကျွန်ုပ်တို့အတွက်လက်ဝါးကတိုင်ပေါ်မှာတည်ခြင်းကိုပဲလက်ခံတည်တိုင်အောင်ထို့ကြောင့်သခင်သည်ကိုရောခရစ်တုအားတော်မာတီယို20ခွန်အငယ်14ယေရှိမောင်၌ရပ်နေအခါဘယင်ကတင်သည်ကျူးလူမျိုးတို့၏ဘယင်ဖြစ်တယ်လို့ဟူမီလျင်ယေရှုကသင်ဆိုလေပြီဟူတော်မူ၏ဒုတော်ယဟန်အကြီးအကဲနှင့်တကြီးဝါကြီးတို့သည်ကိုရောအားဆွဆွဲပြောဆိုကြသောအခါကိုရောသည်မိတို့မြပြန်ဖြေတော်မမူထိုအခါပီလာတုမင်းကတင်းအပေါ်ဆွဆွဲထားသောထွက်ဆိုချက်မိမြများပြားသည်ကိုတင်မကြားတယ်လို့ဟူမေးလေ၏ဒုတော်ကိုရောသည်ဆွဆွဲချက်များတခုခုမြပြန်လဲဖြေကြားခြင်းမပြုတော်ကြောင်းအန်အော်လေ၏ဘယင်ခါနီပွဲတော်အချင်းအခါတွင်လူအများတောင်းစုသည့်အကျဉ်းသားတအုပ်ကိုလွတ်မြဲထုံးဆောင်ရှိ၏ထိုအချင်းတွင်စူးသွန်းခြင်း၌ကြော်ကြားသောဘာရဘဟုအမေတွင်သည့်အကျဉ်းသားတယောက်ရှိ၏လူအများစုယုံလာကြသောအခါပီလာတုမင်းကတင်တို့အဖို့မိတုကိုငါလွှဲပေးရန်တင်တို့အလိုရှိကြသည်။ဘာရဘကိုလောခရစ်တော်ဟုခေါ်သောယေရှုကိုလောဟုသူတို့အားမေးလေ၏အကြောင်းမူကားသူတို့သည်မနာလူသောစိတ်ဖြင့်ကိုရောကူအနံခဲ့သူတို့တီ၏သူအပြင်သူသည်တရားပလင်တွင်ထိုင်နေစဉ်
ตุยยันนี้กะตะเดนปูดีมาโทเพียวมาตัวอมุนหามีปัตตโซโดยันนี่จะมาดีเองแม่ตัวสุขมีอาสวะผู้มาจาทาลียานาเจเกโดเนตจิวากามูบาร์บากูลวยจองตองสุยานลูสุอเวกูตวยซองสียงจาอีเบียงคังกาตุโดอาอาคาตุโดกาผู้สุจาอีปิลาตุเมงกาเลပြုရမင်းနီผู้ตุโดอามีดอตุโดอาลงกาသူကိုသူဒီမပြုခဲ့မိတနီผู้ဒုဒကတပ်ပါผู้ปูมูเจลองสวาอหิจาอีမိမိตามกะซาติลาดีกูเปမြင်တော့အခါရေတွင်မိမိ၏လက်လူအပေါင်းတို့ကလည်းသူဤသွေးသည်အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားသမီးများအဖို့ကြားရောက်ပါစေผู้ပြန်ပြောကြ၏ထို့နောက်သူသည်သူတို့အတွက်ဘာရဘာကိုလွတ်ပေး၍ယေရှုမူကားကျင်နဲ့ရိုက်စီပြီးမှလေဝါကတိုက်တင်စီချင်းကအလိုက်လေ၏ထိုအခါဘယင်ခါ၏စစ်သူရဲများသည်ယေရှုကိုဘယင်ခါ၏အိမ်တော်အတွင်းသို့ခေါ်ဆောင်သွားကြလျက်စစ်သူရဲတတလုံးကိုလည်းအထံတော်၌စုယုံစီကြ၏ထိုနောက်သူတို့သည်ကိုရော၏အဝတ်များကိုချွတ်၍ကိုရောအပေါ်၌နေတော်ဝတ်ယုံကိုခြုံပြီးကြ၏သူတို့သည်စိုးခက်နှင့်ခွေထားသောဥရစ်ကိုလည်းပြုလုပ်ကြ၏၎င်းကိုကိုရော၏ဥကောင်းတော်ပေါ်၌တင်ကြကာကျူယူတချောင်းကိုလည်းကိုရော၏လက်ရတော်၌ကိုက်စီပြီးလျင်ရှိတော်၌ဒူထောက်ကြလျက်ကျူးလူမျိုးတို့၏ဘယင်အားမင်္ဂလာရှိစေတည်းဟုပြည့်ရဲ့ပြုကြ၏ထိုနောက်သူတို့သည်ကိုရောကိုတတွင်းနှင့်ထွေးကြ၍ကျိုယူကိုယူပြီးလျင်ဦးကောင်းတော်ကိုရိုက်ကြ၏သူတို့သည်ကိုရောကိုထူတို့ပြည့်ရဲ့ပြုကြပြီးနောက်နေတော်ဝယုံကိုချွတ်၍ကိုရော၏အဝတ်များကိုပြန်ဝတ်စီပြီးလျင်ကိုရောကိုလေဝါကတိုင်တင်ချင်းငါခေါ်ဆောင်သွားကြ၏သူတို့သည်ယုံတော်မှထွက်ခွာလာကြစဉ်စီမွန်အမေရှိတော်စေရနီယုမြို့သားတဦးကိုတွေ့ကြတော့အခါထိုသူကိုအနိုင်အထက်ပြု၍ကိုရော၏လေဝါကတိုင်ကိုထမ်းစီကြ၏ထိုနောက်ဦးကောင်းခွန်အရာထုအတိတ်ပဲရတော့ဂေါဂတာအရာတို့ရောက်ကြတော့အခါသူတို့သည်ကိုရောအားတဲချီနှင့်ရောတော်စပည့်ကြီးကိုတောက်ရန်ပေးကြ၏သို့တော်ကိုရောသည်၎င်းကိုမိကြည့်ပြီးလျင်မတောက်ဘဲနေတော်မူ၏သူတို့ဒီလေကိုရောကိုလေဝါကတိုင်တန်ပြီးတော့အခါကိုရော၏အဝတ်များကိုမိမိတို့အချင်းချင်းမဲချ၍ခွေးဝဲယူကြ၏ထိုနောက်သူတို့ဒီထိုင်၍ကိုရောကိုထိုအယမစောင့်ကြည့်နေကြလေ၏ကိုရော၏ဥကောင်းတော်အပေါ်၌လည်းဤသူဒီကားရိုးလိုမျိုးတို့၏ဘယင်ယေရှုဖြစ်တည်းဟုသောကိုရောအပေါ်ဆွေးချက်တင်ထားသည့်စာတမ်းကိုတတ်ထားကြ၏ထိုအချိန်၌တပြားနှစ်ယောက်တို့သည်ကိုရောနှင့်အတူလက်ရဘက်၌တယောက်လက်ဝဲဘက်၌တယောက်လက်ဝါကတိုင်တင်ထားခြင်းခံကြရ၏လန်သွာလာတို့သည်လည်းမိမိတို့ဦးကောင်းများကိုရမ်းကြလျက်လောင်ပြောင်ကာဗိမာန်တို့ကိုဖြိုဖျက်၍သုံးရက်အတွင်းတီဆောက်မိသူတင့်ကိုတင်ကဲ့တင်ပါလောတင်သည်ဖျားသခင်၏သားတော်ဖြစ်လေလက်ဝါးကတိုင်မှဆင်းလာပါလောဟုဆိုကြ၏ထိုနည်းသူပင်ယဟန်အကြီးအကဲတို့သည်လည်းကျမ်းသက်ဆရာများတကြီးဝါကြီးများတို့နှင့်အတူကိုရောအားလောင်ပြောင်လျက်ဤသူသည်တခြားသောသူတို့ကိုကဲ့တင်ခဲ့၏
မိမိကိုယ်မူကားမကယ်တင်နိုင်သူသည်ဣသရေလလူမျိုးတို့၏ဘုရင်ဖြစ်လျင်လက်ဝါးကတိုင်ပေါ်မှယခုဆင်းလာပါစေထိုအခါကျွန်ုပ်တို့သည်သူကိုယုံကြည်ပါတော့မည်သူသည်ဖျားသခင်ကိုယုံကြည်အားထားသောသူဖြစ်၏ဖျားသခင်သည်သူကိုအလိုတော်ရှိတော်မူလျင်ယခုပင်သူကိုကယ်တင်တော်မူပါစေအကြောင်းမူကားသူကငါသည်ဖျားသခင်၏သားတော်ဖြစ်၏ဟုဆိုခဲ့သည်ဟိုရွေးပြောဆိုကြလေ၏ကိုရောနဲ့အတူလက်ဝါးကတိုင်တင်ခံကြရတော့ဓာပြတို့ဒီလေကိုရောကူထိုနီးသူပုတ်ခတ်ပြောဆိုကြ၏မွန်တဲ့ချိန်မှစာ၍မွန်လွေ3နာရီအချိန်တိုင်အောင်မိတပြင်းလုံး၌မောင်မိုက်အတိကြာရောက်လေ၏3နာရီအချိန်ခန့်တွင်ယေရှုသည်ကျေလွန်သောအတာနှင့်အလီအလီလာဘာစာတနီဟုဟစ်အော်တော်မူ၏အတိတ်ဘက်ကကျွန်ုပ်၏ဖျားအကျွန်ုပ်၏ဖျားအဘဲကြောင့်အကျွန်ုပ်ကိုဆုံးဖြတ်ထားတော်မူတနည်းဟုဆိုလိုတည်းထိုနေရာ၌ယနေသူအချို့တို့သည်ထိုစကားကိုကြားကြလျင်ဤသူသည်အေလိယကိုခေါ်နေသည်ဟုဆိုကြ၏ထိုသူတို့တွင်တယောက်သည်ချက်ချင်းပြေးကာရေမြုပ်တစ်ခုကိုယူ၍ပုံကြီးဖြင်းပစ္စည်းပြီးလျင်၎င်းကိုဂျူယူတွင်တက်လျက်ကိုရောအားတောက်စီချင်းငါပေးလေ၏တို့တော်အခြားသောသူတို့ကခိတ္တစောင့်ပါအောင်သူအားကယ်တင်ရန်အေရိယလာမလာကိုကြည်ကြစို့ဟုဆိုကြ၏ယေရှုမူကားကျေရောအတန်ဖြင့်တဖန်ဟစ်အော်တော်မူ၍အသက်တော်ကိုစွန့်တော်မူ၏အလုံးခိတ္တဒုထောက်ပြီးတိတ်ဆိတ်စွာနေကြစို့ကျေးဇူးပြုရပြန်ထားပါထိုအချိန်တွင်ဗိမာန်တော်၏ကလန်ကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုပ်၍နှချမ်းကွေသွားလေ၏မင်းငလျင်ကြီးစွာလှုပ်၍ကြောက်ဆောင်များလည်းကွေအပ်လေ၏တင်ကြိုက်ကူများသည်လည်းပွန်းသဖြင့်တီလွန်ပြီးတော့သူတော်ကောင်းတို့၏ခန္ဓာကိုယ်များသည်ပြန်ရှင်ကြ၏ထိုသူတို့သည်ကိုရောရှင်ပြန်ထမြောက်တော်မူပြီးဒီနောက်တွင်တင်ကြိုက်ကူများမှထွက်လာကြ၍တန်ရှင်တော်မြို့တွင်တို့ဝင်ရောက်ကြကာလူများစွာတို့အားထင်ရှားပြကြလေ၏ယေရှုကိုဆောင်းကြည့်လျက်ရှိကြသောလူတရားတမိုးနှင့်သူနှင့်အတူရှိသောသူတို့သည်ငလျင်လှုပ်ခြင်းနှင့်ဖြစ်ပျက်သမျှအချင်းအရာတို့ကိုတွေးမြင်ကြရသောအခါလွန်စွာထိတ်လန့်အံ့ဩကြ၍ဤသူသည်ဖျားသခင်၏သားတော်ဧကအမှန်ဖြစ်ပေသည်ဣဒီကခရစ်တုသခင်မူမြတ်သောဧဝံဂေလိတရားတော်ပေသည်အိုခရစ်တုသခင်ကိုအားချီးမွမ်းတော်ပါရှိပါစေမေတ္တာပန်းတနင်္ဂနွေနေ့ဟာဝါတွင်ကာလရဲ့နောက်ဆုံးနဲ့တန်ရှင်တော်ရဲ့တပတ်ရဲ့အစာလေးဖြစ်တယ်ဒီကနေ့ကျွန်တော်တို့မေတ္တာပန်းများကိုဘာကြောင့်အသုံးပြုတယ်လဲဆိုလို့ရှိရင်ဒီမေတ္တာပန်းများဟာငြိမ်းချမ်းခြင်းကိုစားပြုတယ်အောင်နိုင်ခြင်းအောင်ပွဲကိုစားပြုတယ်ခရစ်တော်ရဲ့မကြာသောအချိန်မှာတေခြင်းရှင်ပြန်ထမြောက်ခြင်းနဲ့တေခြင်းကိုအောင်မြင်တဲ့အကြီးကျယ်ဆုံးသောပွဲတော်ကိုကျွန်တော်တို့မကြာခင်ကျင်းပမှာဖြစ်တဲ့အတွက်ကြိုတင်ပြီးတော့ကျွန်တော်တို့အောင်ပွဲဆင်တာလည်းဖြစ်တယ်။နောက်ပြီးတော့ခရစ်တော်ဟာမြဲကိုအသုံးပြုတယ်။နော်သူစီးတော်အဖြစ်ဒီတိရစ္ဆာန်ကိုအသုံးပြုတာကမြင်းတို့ကလအုပ်တို့ထက်ပူပြီးတော့ဒီနှိမ်ကြတယ်
အဓိပ္ပာယ်ကတော့ခရစ်တော်ဟာနှိမ်ချစွာနဲ့သူ့လူမျိုးတွေကိုကယ်တင်ဖို့ရာအတွက်ဒီလောကကိုဆင်းကြွလာတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လို့နော်တစ်ချိန်လုံးစစ်မဲ့ဖြစ်နေတဲ့ဂျူးအတိုင်းအဝိုင်းကိုငြိမ်းချမ်းခြင်းဖော်ဆောင်ဖို့ရအတွက်ဖိတ်ခေါ်တာလည်းဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီကနေ့သင်္ကန်းအနေရောင်အသုံးပြုကြတယ်မေတ္တာပန်းတနင်္ဂနွေနေ့မစ္စတရားတော်မြတ်မှာအနေရောင်ကိုအသုံးပြုခြင်းအပြင်မကြာခင်ခရစ်တော်တွန်းလောင်းမဲ့အသွေးတော်ကိုစားပြုတယ်။ဒီအသွေးတော်အပြင်ကျွန်တော်တို့ဟာအပြစ်သားနေပြီးတော့ကယ်ချွတ်ခြင်းခံရတယ်။အပြစ်ကနေပြီးတော့ကယ်ချွတ်ခြင်းခံပြီးတော့ခရစ်တော်ရဲ့ညီအကိုများခရစ်တော်ရဲ့အမွေစားအမွေခံများဖြစ်နေကျွန်တော်တို့ကိုဖျားရှင်ကရွေးနှုတ်ထားတယ်ပြီးတော့ဒီတန်ရှင်သောရတဲ့ဘက်ကာလမနေ့ပြန်ဆိုရင်ရောက်တော့မယ်ဒီတန်ရှင်သောရတဲ့ဘက်ကာလမှာကျွန်တော်တို့အနေနဲ့အထူးသဖြင့်ခရစ်တော်ရဲ့ဒီဒုက္ခခံထမ်းခြင်းတေခြင်းရှင်ပြန်ထမြောက်ခြင်းအကြောင်းများကိုအထူးထောက်ရှုစဉ်းစားဖို့လိုတယ်ခုနကျွန်တော်တို့ကြားနာရတဲ့ကျမ်းစာဆိုလို့ရှိရင်ကျွန်တော်တို့အတူချုပ်အနေနဲ့ဖတ်လိုက်တာဖြစ်တယ်ဒီအရှိအနေနဲ့ဖတ်တယ်ဆိုရင်အနည်းဆုံးမိနစ်30လောက်တော့ကြာမယ်ဆိုတော့ကျွန်တော်တို့အတူလူပဲဖတ်အရှိကောက်လူပဲဖတ်အဓိပ္ပာယ်ကတော့အတူတူပါပဲဆိုတော့ဒီကနေ့ကျမ်းစာဖြင့်ခရစ်တော်ကကျွန်တော်တို့ကိုဘာတွင်တင်တယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာခရစ်တော်ကိုငိုကြွေးစေတော်သူများမဖြစ်စေဘူးတတိထားရမယ်ခရစ်တော်ကိုငိုကြွေးစေတဲ့သူတွေကဘယ်သူတွေလဲနော်သူ့အပေါ်မှာတစ္ဆာမရှိတဲ့ဂျူဒာဣစကာရီယိုတို့နောက်ပြီးတော့သူ့ရဲ့နောက်လိုက်တပည့်ကြီးတမ်ပေထရူတို့နောက်ပြီးတော့ပီလာတိုမင်းလည်းအပါအဝင်နောက်ပြီးတော့ဘေးနားမှာရှိတဲ့လူထုပရိသတ်လည်းပါတယ်နော်ဒီလူထုပရိသတ်ဟာဆိုလို့ရှိရင်ခရစ်တော်ဂျေရုဆလင်မြို့ကိုကြွလာတဲ့အချိန်မှာသူတို့ဟောဇာနာဒေးဗစ်ရဲ့သားဆိုပြီးတော့ဂုဏ်ပြုကြတယ်ချီးကျူးကြတယ်ဒါပေမဲ့ Good Friday နေ့ခရစ်တော်အသေးခံတဲ့နေ့မှာဒီလူတွေပါပဲနော်ခရစ်တော်ကိုကားစင်တင်မှာဘာနာဘတ်ကိုပဲလွတ်ပြီးတော့ခရစ်တော်ကိုပဲကားစင်တင်မှာဆိုပြီးတော့တဖန်ပြန်ကြွေးကြော်တဲ့သူတွေဖြစ်သွားကြတယ်ကျွန်တော်တို့ရဲ့ဘဝတက်တာမှာလည်းပဲတခါတလေကြရင်တစ္ဆာမဲ့တဲ့လူရဲ့မကြာခဏကျွန်တော်တို့လောက်တတ်ကြတယ်ဒီအတွက်ကြောင့်ခရစ်တော်ဟာငိုကြွေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာခရစ်တော်ကိုငိုကြွေးစေတော်သူများဖြစ်နေပြီလားနော်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောင်တတရားနဲ့ခရစ်တော်စီပြန်လာကြစို့အထူးသဖြင့်နောင်တနဲ့ပြန်လာတဲ့အချိန်မှာတန်ပေထရူရဲ့နောင်တကိုကျွန်တော်တို့အနေနဲ့အတူယူသင့်တယ်တန်ပေထရူဟာခရစ်တော်ကိုမတိဘူးလို့သုံးခံငင်းခဲ့တယ်ဂျူဒာဣစကာရီယတ်ဟာလည်းပဲခရစ်တော်ကိုငွေတပြား30နဲ့ရောင်းစားခဲ့လို့သူဟာလည်းပဲနောင်တရခဲ့တယ်နှစ်ယောက်စလုံးနောင်တရတယ်အတူတူပါပဲဒါပေမဲ့နောင်တရပုံရချင်းမတူညီကြဘူးเนาะဂျူဒာဟာဆိုလို့ရှိရင်သူ့ရဲ့နောင်တဟာနီးလန်းမမှန်ဘူးဘာဖြစ်လို့လဲဆိုတော့သူဟာနောင်တရတယ်ဆိုပြီးတော့မိမိရဲ့အသက်ကိုမိမိဒီတက်လိုက်တယ်เนาะဒါထပ်ဆင့်ပြီးတော့အပြစ်တစ်ခုကိုကျူးလွန်တာနဲ့အတူတူပါပဲကျွန်တော်တို့လည်းပဲဒီလိုဖြစ်နိုင်တယ်တခါတလေကျရင်ငါအပြစ်ရှိတယ်ဆိုပြီးတော့ဖျားเจ้าမလာဘူးငါဖျားเจ้าတစ်ခါမှမလာဘူးဒီတစ်ခါလာလဲဘာထူးလဲဆိုပြီးတော့မလာဘူးနောက်ဆုံးကြတော့တဖြည်းဖြည်းနဲ့ဝေးကွာသွားတာပဲအဲ့လိုမျိုးပေါ့တခါတလေကျရင်ကျွန်တော်တို့ရဲ့နောင်တကစစ်မှန်တဲ့နောင်တအဖြစ်တင်တယ်ဂျူဒာလူနောင်တဆိုရင်တော့ကျွန်တော်တို့ဖျားနဲ့ဝေးကွာမယ်ဒါပေမဲ့တန်ပေထရူလူနောင်တဆိုရင်တော့ခရစ်တော်နဲ့ပြန်ပြီးတော့ကျွန်တော်တို့ပေါင်းဖက်လို့ရမှာဖြစ်တယ်ပြီးတော့ဒီဝါတွင်ကာလရဲ့အဆုံးနောက်ပြီးတော့ဒီမကြာခင်ပါစကာကာလရောက်လာတော့မယ်ဒီအချိန်မှာမိမိတို့ရဲ့ခရစ်ယာန်ဖြစ်ခြင်းကိုနော်အတိအပွင့်များဝေစေဖို့နော်ခရစ်တော်ဖျားရှင်ကကျွန်တော်တို့ကိုတိုက်တွန်းနေနော်ခရစ်တော်ကအတိမတီးတဲ့တိမောတဖန်ပင်ကိုချိန်ဆဲလိုက်တယ်လို့ပေါ့နော်ချိန်ဆဲလိုက်တယ်အတိမတီးတဲ့အတွက်ကြောင့်နော်သူ့မှာခူးစရာတီးဘာမှမရှိတဲ့အတွက်ကြောင့်သူ့ဆရာနေပြီးတော့ဘာတစ်ခုမှနော်မပေးတဲ့အတွက်ကြောင့်မလို့ခရစ်တော်ကသူ့ကိုချိန်ဆဲပြလိုက်တယ်
ကျွန်တော်တို့ဟာเนาะနေ့စဉ်ဘဝတက်တာမှာခရိယန်ဘဝတက်တာမှာအထူးသဖြင့်ကျွန်တော်တို့ဟာအတီးတီးတော်သူအများဖြစ်ဖို့အရေးကြီးတယ်เนาะကျွန်တော်တို့မှာအတီးမတီးဘူးဆိုလို့ရှိရင်တနေ့တော့အခါကြရင်เนาะဒီတိမောတဖန်ပင်ကိုเนาะချိန်ဆဲလိုက်တယ်လို့ကျွန်တော်တို့ဟာလည်းပဲเนาะဒီချိန်ဆဲပြီးတော့မီးရှုဖြတ်စည်းခြင်းခံရနိုင်တယ်ဒါကြောင့်မလို့အချိန်မီအတီးတီးတော်ခရစ်တော်ရဲ့နောက်လိုက်တပင်များဖြစ်နိုင်ဖို့ရန်ကျူးစာအားထုတ်ဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးသားများကိုစင်ကြယ်စေရမယ်။နော်ခရစ်တော်ဟာကျွန်တော်တို့ကိုကယ်ချဖို့ရာအတွက်နော်ဂျပွန်နဲ့နော်တွေးချွေးနော်တွေးချွေးယူစီးပြီးတော့သူဟာလောကလူသားများကိုကယ်ချခဲ့တယ်။နော်ကျွန်တော်တို့ကိုတန့်စင်ဖို့ရာအတွက်သူ့ရဲ့တွေးများကိုဂျပွန်နဲ့အရိုက်ခံပြီးတော့ဒါမှမဟုတ်ရှင်စူးပေါင်းနဲ့သူ့ရဲ့ခေါင်းပေါ်မှာစူးပေါင်းတရဖူကိုဆောင်းပြီးတော့အသွေးများတလိမ့်လိမ့်เนาะယူစီးပြီးတော့ကျွန်တော်တို့လူသားများရဲ့အပြစ်များကိုစီကြောတုတ်တင်ပေးတယ်တကယ်လို့ကျွန်တော်တို့ဟာလည်းပဲအပြစ်အခြေအနေမှာရှိသေးတယ်ဆိုလို့ရှိရင်အများဆုံးမိမိတို့ရဲ့အပြစ်များကိုနောင်တရပြီးတော့မိမိကိုမိမိစီကြောတုတ်တင်ရမယ်နောင်တယူပြီးတော့ဒဏ်ဆက်ဖြစ်ခြင်းအပြင်မိမိကိုမိမိစီကြောတုတ်တင်ရမယ်ဓမ္မခရစ်တော်နဲ့ပေါင်းစပ်နိုင်မှာဖြစ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ခရစ်တော်ဒီကနေ့စီးတဲ့မြေကလေးလူပေါ့နော်မိမိကိုနှိမ်ချရမယ်နော်မိမိကိုနှိမ်ချရမယ်နှိမ်ချတဲ့လူကိုခရစ်တော်ဖျားရှင်ကအသုံးပြုတယ်နှိမ်ချတဲ့လူကိုခရစ်တော်ဖျားရှင်အသုံးပြုပြီးတော့ကောင်းကြီးပေးတယ်ခရစ်တော်ဖျားရှင်ရဲ့ကောင်းခြင်းမင်္ဂလာဖျားကျွန်တော်တို့တယောက်စီအပေါ်တက်ရောက်ဖို့ရအတွက်ကျွန်တော်တို့မှာဒီနှိမ်ချခြင်းဆိုတဲ့ပါရမီကျွန်တော်တို့ကျင့်ဆောက်တည်ဖို့အရေးကြီးတယ်ဆက်လက်ပြီးကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာများကိုဖျားကိုချစ်တော်အားဖြင့်မိမိတို့ရဲ့ပြည့်နာစာများကိုနောင်တယူပြီးတော့အထူးသဖြင့်ဒီဝါတွင်ကာလမှာမိမိတို့ရဲ့ပြည့်နာစာများကိုစီကြောတုတ်တင်ပြီးတော့ဖျားရှင်နဲ့ပူပြီးတော့နိစ္စနိုင်တော်သူများဖြစ်နိုင်ရန်ကြိုးစားထုတ်ကြစို့
တောင်းလင်းရလိမ့်မည်ရှာလင်းတွဲလိမ့်မည်ခောက်လင်းပွင့်လိမ့်မည်ယေရှုသခင်မိန်တော်မူခဲ့တည်ပြီး၍ကက်သလစ်သာသနာတော်၌လူသမျှကြီးစွာဖျားပြတို့ကိုယေရှုခရစ်တော်ဖျားရှင်နာဖြင့်ဖခင်မြတော်ဖျားထံတင်ငယ်တင်ငယ်တဲ့တောင်းလျှောက်ကြပါစို့လူပေါ်ပေတုံအားတဖာနုံပြန်လာဒီDing aning bo was Rabbian Francis Be Rai wa bao sim go mukaya namatu Muna predunya terade, kimi baca setiap setiap menagi susagaya sasena. Katalet Paul Peter Zimi te kem pyo in na langa khangin na pi ching na te nga the sem sem na ding Kaming ti number kola, kom naik pumu adim kam lobi tiwaya. Jisu Krija sifa har nagle shem naga ing minaka thazang na pek na ngaja Chita Tamimia Town Shayago, Na Yu Domubapia. Amen. Yes.
ဆွဲဆောင်ပါယေရှုရှင်များဘုဆိုအနာမေယေရှုရှင်များဘုဆိုအနာမေကဲဒီချေSon logo chi man tham la pyu ching ha la ka Chinong ro ne tan shin do ta la ku lo a cho khan sa ching ha la ka Ko lo e le phi sa ka do bu so ta ka ya ko pa pya kin le khanam ba se O Phya Kin Kuro Taroi Dukha Urena Khantano Mu Chin Ni Tpio Ro Ku Ro Ne Pyan Le Pi Ngin Ya A Chang Phit Ba Se Tpio Ro A Swan Pi Ma Tat Nain To Le E Mu Myat Tan Shin To Bu So Ta Ka Ya Mya Ne Ku Ro Chit Khin Chin Na Mu A Ku Ang Ya Phin Ku Ro Ne Pi Ngin Ya Ba Mi A Chang Tpio Ro Ta Kin Khrit Do Phya Shin Ku Mi Pyu Yue Taung Shao Ja Ba Di Phya Amen. Phya Ta Kin Ne Tin Nong Ne Shi Ba Se Ko lo e win yin le le shi ba se Phya Ta Kin Na Ayong Pyu Ja Lo Ayong pyu le shi ja ba di Ro Shin Phya Ta Kin Na Chi Su Tin Ja Su Je su tin than la pi O Ta Kin Tan Shin No Mu To A Pha
It is truly right and just our duty and our salvation always and everywhere to give you thanks, Lord, Holy Father, Almighty and eternal God, through Christ our Lord. For though innocent, he suffered willingly for sinners and accepted unjust condemnation to save the guilty. His death has washed away our sins, and his resurrection has purchased our justification. And so with all the angels, we praise you as in joyful celebration we acclaim. Tubiye puzo takaya mia bogro shini wingin rome communin chasin taketo tasin seyue tansin seromu chiapin puzo takaya mia di bioro pu Yesu Christo tikini ataro ne twero philla seromu ya lu nga bioro taung shau ja ba di Yesu Christo tikindi anan chin khan ya yue mimi alu ro yin na dai dukha wedana khan no mu mi mung ko ro mu yue Jesu tin no mu bi lin Pero mu yue mimi tabio jiro wa pelia main do muzika tenu alu iya go yu yue sa cha lo idika tenu apu anan khan ya mi ngai khana ko phit tade Ini dunia sasabina pelaro koi romu ye depan Jesu teno mobilin mimi tepi ojiro wa pelaro ko belia main do mudika teno alungi pelaro ko yuye tau jalo idika pimya usulu chin alunga teno ne lu amya phu tunlang khanyami Taura bringin tina saya ngai twero phala phi nga ko ame tadiya chin nga I amu ko pyu jalo The Bureau de the Peto Mungdone getting Chinchana Bedo Palaro Guguro Sinapuzo Jabadi, Swimema Ronai Muro Tawa Kungu de Bureau Abitanaro Muto Janguro Sina Jesutin Jabadi, Credo the Kenny Tarone Turo Gupinu Jado, the Bureau Gutansino Wing and Opia Pintoluntua di Pisero Mubami Zao, Nutua Tanaro Miakan Jabadi Pia,
ဥပပြကဘာတွားလုံးရှိကိုရောရှင်နေတာတနာတော်ကိုတတိယတော်မူပါတပည့်တော်ရန်ပိုရမင်းကြီးဖရန်စစ်စင်သူမြတ်တပည့်တော်ဆရာတော်ဂျေဇူလျန်ခတင်ကုံတော်ရန်တန်ဃာတော်နဲ့အတူတကွာတတနာတော်ကြီးကိုချစ်ချင်းမေတ္တာနဲ့ပြုဝါစေတော်မူပါရှင်ပြန်ထမြောက်မျိုးမျိုးလင်းလက်ထောက်ရဘဝတို့ပြောင်းသွားနေကြတော်တပည့်တော်ငီကိုမောင်နှမအများကိုတာမကကိုရောရှင်နေကရုဏာတော်ကိုခံစားလက်ကိုလွန်သွားချက်ကုံတော်သူအလုံးတို့ကိုလည်းတတိယတော်မူ၍ Grace women တော်ကိုဖူးမြင်ကြရစေတော်မူပါဖျားရှင်နေမေတော်မူမြတ်တော်ကင်ယာစင်မာရိယာနဲ့ခင်ပွန်းတော်မူမြတ်တော်ရှင်ဂျိုးဆက်မူမြတ်တော်ဓမ္မတော်ကြီးများနဲ့ကာလဆင်ဆက်လူတော်မြတ်ကိုလိုက်နာခဲ့ကြတော်ယာနာသူတော်သူမြတ်ပေါင်းတို့နဲ့အတူတကွထာဝရတရှင်ချင်းချမ်းသာကိုအမွေခံထိုက်သူများဖြစ်ကြလျက်ကိုရောရှင်ဖျားဘုန်းတော်ကုံတော်ကိုချီးမွမ်းထောက်ပနာပြုကြတော်ငါတပည့်တော်အားလုံးကိုဆောင်မတနာတော်မူပါကိုရောရှင်နေသားတော်ခရစ်တော်သခင်နာဖြင့်တောင်းလျှောက်ကြပါသည်ခရစ်တော်သခင်နာဖြင့်ခရစ်တော်သခင်နဲ့အတူခရစ်တော်သခင်၌ဩဝနာနာဒုကိုရောရှင်ဖခမီတော်ဖျားကိုရောရှင်ဒီတန်ရှင်တော်ဝိညာဉ်တော်မြတ်နဲ့တရုံးတူအားသည်ခတ်သိမ်းကုန်တော်ယူသေးခြင်းနဲ့ဘုန်းတော်ကုံတော်အပေါင်းကိုကာလဆက်ဆက်စူးပိုင်တော်မူပါသည်ဖျားအာမင်သခင်ယေရှုအမိန်တော်ကိုနာခံ၍ကိုရောရှင်စင်တင်ကြတော်မူခဲ့သောပဋ္ဌနာတော်ကိုရဲဝံ့စွာရွတ်ဆိုကြစို့ယခုကာလတွင်ငင်းချမ်းခြင်းကိုကြည်ဖြူစွာပေးတော်မူပါတပည့်တော်ကိုတနာတော်မူသဖြင့်မကောင်းမှုတများမှကယ်တင်တော်မူပါပြည်သူဆိုင်မှဆင်ကင်းလွတ်စေ၍ဆင်းရဲဒုက္ခအပေါင်းမှလည်းကာကွယ်တော်မူပါသေကာလည်းစေနာပေါ်အနောချင်းကိုငါထားပေးငါငင်းချမ်းချင်းကိုတင်တော်ငါပေးဟုတမန်တော်ဂျေရမင်းမကရမူခဲ့တော်ယေရှုခရစ်တော်တခင်တပည့်တော်ရိပိတုဆိုင်များကိုမူထားတော်မမူပဲကိုရောတာတနာတော်ယုံကြည်ခြင်းကိုတာထောက်ထားတော်မူ၍အလိုတော်မြတ်အတိုင်းတာတနာတော်ကိုငင်းချမ်းသာရစေ၍စိတ်လုံးငြိမ်ငြိမ်စေတော်မူပါကာလဆက်ဆက်သက်ရှင်ဆုဆန္ဒမှုတော်ရှင်ဖျားအာမင်ဖျားသခင်ငြိမ်ချမ်းခြင်းနဲ့တင်တော်နဲ့ဆင်ရှိပါစေကိုရောရဲ့ဝိညာဉ်လည်းရှိပါစေခြင်းချင်းငြိမ်ချမ်းခြင်းမှာလက္ခဏာကိုကမ်းလှမ်းကြပါစို့
ထာဝရဘုရား၏သူငယ်တော်ကိုဖူးမြော်ကြလောလောကပြည်ကိုချွတ်တော်မူသောဘုရားရှင်ကိုဖူးမြော်ကြလောသူငယ်တော်၏ညစာစာပွဲတော်သို့ဖိတ်ခေါ်ခြင်းခံရသူတို့သည်မင်္ဂလာရှိကြ၏ဟိုသခင်ဘုရားတပိတော်တို့၏အင်္ဂုပ်တော်ကိုရောစင်တော်မူခြင်းကိုခံယူရန်ပိတော်မထိုက်တမ်းမှာလူရတွင်ကိုရောသခဏမီရှိလောပါလင်တပိတော်၏ဝိညာဉ်တည်တန်စင်ကြပါလိမ့်မည်ကျေးဇူးပြုရ Hello 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 Hello
down Jasu. Upshad King Grodi, Gromia Sacramento, Minlamia Gupin, you Kazado, the Bioroa, Yunjido, Yamiagu, Yashimi, who Grotaro, the Kanomuchina Pin, Mulin Quengu, Piro, Mutagedo, Tudaro, Simbian, Tamio Domuto, Abin, the Bioro, Telani Jato, Panaindo, the Bioro, Amantake, Yausera Mubami, Zang, the Bioro, the King, Credopian, Singwami, Bue, Down South Java, Dipia. Amen. General Misa Sama Piodo Lubono, Diniaga, the General Pine, Piazam Ho Bubono, the Piazam Simapilo, that the Piazam General La Biro, Tonya Rapide. The Piazam solution, the Mashide, Infant Jesus, IJS Story, Pine, Jam Pipiro, Amiapanga Petuma Matomu, Truka, the Gipiro, the Polem, Maten Nigel. Dabimet the Kusiraga di Niaga di Suya Paine area tema suro Lungwa Malula Bu Surazunuru no Kuna Lepunya no Yita Jipiore no Suro the procession Toma in out Takani Biro Junuru Jempa Quemayao Dazamolo the Piazam Sinesune Miam Pian Biro no the Pimpani Biro Miam Tuaba a two the pink lady, Bono, or Huna, Pani, no Biro Mighty. The same mamma just in it. Lungeri, no, a Nesum, a young Nessa, don't say Jankeba, Jizu Pubiro, the Piazam, ye, no Biro, Kunazunu, the Piazam Matekino, the two lady, no, the plastic, the no Biro Jiburi, no, through Takeri, she gone Sinine, a Eri Harry Goods, no, they shall Pian Biro, no, the Tansin Lopu, easy me. Moholo si no General Misaria Gondo no the Quema Budo da Lepinine no so General Tena Tepu Biro Druka serious speed no Arajamulo the song the Kugu no Piobi General the song the Ku a Jigari Piobi Swin Dagu Te Chachane no the a Yita Jibo no like Biro low paper no a Yita J like low paper Jane Yadi, no Good Friday, Thursday, Good Friday, Estal Vigil, no the European Bureau, page Kani, MCCM page Sani Bureau, update lo me, no MCCM page school, Machakana, no check lo beba, no Poma Adime, no lo Yamala, the Momolusin Junuru, the Simpire Tenea Mavelo Melabo, no Ara, the Pian Bureau, the Ajaun Jame. So the Piazam Sinusin, no Tatakaka Piampiome, no the Kare, the Brenani Piro Pimpam Twane, Beguma Matokane Galeriku, no the Sinalus in the Gani Tete, no Pian, Dimashire Gadia Amirancini, no through Chachim Piochi Male Piome, Mapiobi me, through Dimashire Jikeri, the Sung the Ku Amai Bari Takere, Ripolo de Swin, Daga the Jountaine Sine, no. John Tine sign so John Tine the Pongi Bono, St. John John Tine sign so Daga the Tule Yan who Suya ne Mangi Sun Chimu Bama Elumu complained Dari Barile, no Malula Jabu no so the Atu the Pink Lady Bono, the who to the Tuamatwasene, a mighty Lunwa no the Sanita Japiba. Piloshi, Miamian Dizawani Piamba, no? A Baloles or Dinea, General Jam Hobu, General Pina Mobu, Kona Gopaka the Sule Piore, Bapilo Les Rotadi Tajaba, General Le, to Tate Belo Yare, Muslim Nanga Pide, Twe, no? So General Rote Majabu to Roa Yan Chaude, no? A Suro Dale Kona, no? Piago Agura Suro, a Dabime, no? General Dumia Yele Alma. Tumiagu mi Kubiro Nia Suro, Tumia Mangi on no General Nepulumeno, Moholo say, now the Kajan General Adre, the Pian Piro Asani, Pian Sayara, Piazan to Kuku, Tua Biro, the Tuakayara Robaru, no Akungi Tona Robaru, no Area, Luereke Samo, no, that's Amolo, no the to the Pink community dying, no good. The membari gubo no te chachapo no the Jisu piro tain ma sikan de jabo no piro te piro masunya ne
ဒီနေ့ဟာ Saturday Sunday ဆိုပေမဲ့သူတို့ယုံလာတဲ့သူတချို့ရှိတယ်နော်ဒီအောက်မှာတချို့ယုံဖွင့်နေဟိုဘက်မှာလည်းတချို့ယုံခန်းနေဖွင့်တာရှိတယ်နော်သူတို့ဘာမှတော့ပြောမှမဟုတ်ပြီမဲ့နော်သူတို့ကျွန်တော်တို့ကိုအကဲခတ်နေတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ပြောစရာမရှိအောင်ကျွန်တော်တို့ကြိုးစားပြီးတော့နေရအောင်နော်အဲ့ဒါမှလည်းကျွန်တော်တို့အတွက်ပို့ပြီးတော့အကျိုးရှိမယ်နော်ဆိုတော့ဒီလာမဲ့အစီအစဉ်တွေကျွန်တော်တို့မကြခင်မှာပုံမှန်အတိုင်းပဲလားဒါမှမဟုတ်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတဲ့နေရာပို့ပြီးတော့လွတ်လပ်မဲ့နေရာနော်နေရာရခဲ့ဒီရှိတော့ပေါ့နော်ဖြစ်မလားဆိုတာပြန်ပြီးတော့အကြောင်းကြားမယ်ဖျားသခင်နေတင်လုံးနဲ့ရှိပါစေဝိညာဉ်နဲ့လည်းရှိပါစေနန္ဒတကူတော်နဲ့ပြည့်စုံတော်မူထသောခမည်းတော်သားတော်တန်ရှင်တော်ဝင်တော်ဘုရားသည်တင်တို့ကိုကောင်းချီးပေးတော်မူပါစေအာမင်မစ္ဆာပူဇော်ခြင်းခန္ဓာပြည့်စုံပါပြီဖျားရှင်နာစေခံရန်တွားကြလောဘုရားသခင်အားကျေးဇူးတင်ပါသည်ကျေးဇူးပြုပြီးတော့ခဏလေးထိုင်ပေးပါအားလုံးဟယ်လိုအားလုံးပဲမင်္ဂလာပါလို့အိုးစောပထမနှုတ်ဆက်ပါတယ်ဒီနေ့မမြတ်တော်မိစ္ဆာတရားတော်ဟောကြားပေးသွားတဲ့ကျွန်တော်တို့ရဲ့ Father Robert ဖုံဖုံဘုရားကိုကျွန်တော်ကြီးစုတင်တဲ့အနေနဲ့လက်ခုပ်ဩဘာနဲ့အကုန်ပြုကြရအောင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ကြီးညာဆရာမကြီးညာခင်မှာပေါ့နော်ကျေးဇူးတင်စကားအနေငယ်ပြောချင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့
ကျွန်တော်တို့ရဲ့မေတ္တာပန်းဒီပေါ့နော်တိခက်ဒီကစီစဉ်ပြတာကတော့ ZCCM ဥက္ကဋ္ဌပတ်ဆွေကနေပြီးတော့ဥဆောင်ပြီးတော့သူကနေပြီးတော့စီစဉ်ပြီးတော့အများကြီးပေါ့နော်အဝီးကြီးကနေပြီးတော့ဟိုတောဖက်ကနေပြီးတော့နော်တော့ခုတ်ဘယ်လိုပြောမလဲခက်နဲ့ခုတ်ပြီးစီစဉ်ပြီးတဲ့အတွက်ကြောင့် ZCCM ဥက္ကဋ္ဌပတ်ဆွေနဲ့တကွာဘာသာတူတွေလည်းအထူးပဲကျေးဇူးတင်ပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေ့ပွဲပြီးသွားလို့ရှိရင်ပေါ့နော်ဒီနေ့ဒေါ်လာကောင်Hollywood ထဲမှာကျွန်တော်တို့ဘုရားကျောင်းပြီးတဲ့တိုင်းမှာအစားတောက်ကိုလည်းဒီ ZCCM ပတ်ဆွေနဲ့ ZCCM Chairman ပတ်ဆွေနဲ့ LCCM ကနေပြီးတော့ Chairman Andrew တို့ကနေပြီးတော့ကျွန်တော်တို့အကောင်ဆုံးစီစဉ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီနေ့ကြီးညာဆရာအနေနဲ့တော့ခုနဖုံပြောတဲ့အတိုင်းကျွန်တော်တို့အနေအကတိတ်ပြီးတော့အစင်မပီတဲ့တဘောမှာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီထက်ကောင်းတဲ့နေရာဆရာကြည့်လိုက်မယ်အကယ်၍စင်ပြီးလို့ရှိရင်ကျွန်တော်တို့ချက်ချင်းအကြောင်းကြားလိုက်မယ်အကယ်၍စင်မပီဘူးဆိုလို့ရှိရင်တော့Holy Thursday Good Friday နဲ့ Easter Eve တို့လည်းဒီမှာပဲကျွန်တော်တို့ပြုလုပ်မှာဖြစ်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ Holy Thursday နေ့မှာဘတ်ကားကိုကျွန်တော်တို့အဖွဲ့အစည်းကောင်းဆောင်တွေကိုအကြောင်းကြားပြီးတော့လိုအပ်တဲ့သူတွေပေါ့နော်ကျွန်တော်တို့ဘတ်ကားစီစဉ်ပြထားတယ်အဲ့ဒါကို Holy Thursday နေ့မှာ CCCM ကနေပြီးတော့ PJ ကနေပြီးတော့ St. John တစီစုဘန်ကနေပြီးတော့ St. John တစီအဲ့ဒါကိုဆရာAugustine Zone နဲ့ ZCC ဓမ္မဆရာကိုအဲ့ဒီနီနာတော်မှာရှိတဲ့သူဆက်သွယ်လို့ရမယ်ပြီးတော့လို့ရှိရင် ZCCM boss ကိုကလန်ကနေတစီပတူနိုင်ပန္ဒနင်ဒါချာယာမာလူရီကနေပြီးတော့ St. John ကိုတစီအဲ့ဒါကို boss ကိုပတ်ဆွေ ZCCM chairman ကိုဆက်သွယ်လို့ရပါမယ်ပြီးတော့လို့ရှိရင် LCCM ကနေပြီးတော့ LCCM Chapel ပူရူကနေပြီးတော့ St. John တစီရှိပါမယ်အဲ့ဒီနီနာတော်မှာရှိတဲ့ဘာသာသူများAndrew Nithang ဆရာ Andrew Nithang LCCM Chairman ကိုဆက်သွယ်လို့ရပါမယ်ပြီးတော့လို့ရှိရင် ZCC ကေပောင်းဝငစာပရမိုက်ကနေပြီးတော့ St. John ထိတစီရှိပါမယ်အဲ့ဒါကိုဆရာကဓမ္မဆရာကမန်တော်လကောင်းဥက္ကဋ္ဌ Jacob Patom တို့ဒီဆက်သွယ်လို့ရပါမယ်ပြီးတော့လို့ရှိရင် MCLC ပေါ့နော်မိမိတို့ရဲ့မြန်မာ Catholic Learning Center ကနေပြီးတော့တမန်မလူရီကနေပြီးတော့ St. John ထိနစီရှိပါမယ်အဲ့ဒီနီနာတဝဲမှာရှိတဲ့ဘာသာတူရှိလို့ရှိရင်ကျွန်တော်ကိုဆက်သွယ်နိုင်ပါတယ်ပြီးတော့လို့ရှိရင် CRCA ကနေပြီးတော့လမ်ဘာအမ်ပန်း CRCA ကနေပြီးတော့St. John ပေါ့နော်တစီစီပါမယ်အဲ့ဒါကိုဆရာတီမိုတေCRCA ဓမ္မဆရာဆက်သွယ်လို့ရပါမယ်ဆိုတော့ကျွန်တော်တို့ Holy Thursday နေ့ကိုဘတ်ကာကူစီပေါ့နော်စီစဉ်ထားပါတယ်ပြီးတော့လို့ရှိရင် Good Friday နေ့မှာ ZCCM ကနေပြီးတော့ကလန် to St. John ဘတူနိုင်ပန္ဒနင်ဒါချာယာမာလူရီ to St. John ပြီးတော့ Sunway Mentary Court ကနေ St. John တစီစီပါမယ်အဲ့ဒါကိုကျွန်တော်ပြောတဲ့ ZCCM ဥက္ကဋ္ဌကိုဆက်သွယ်လို့ရပါမယ်ပြီးတော့လို့ရှိရင် CCCM ကနေပြီးတော့ Good Friday နေ့ PJ 17 to St. John Subang to St. John နစီပေါ့နော်ရှိပါမယ်ပြီးတော့လို့ရှိရင် ZRCC Chapel ပူဒူကနေပြီးတော့ St. John အဲ့ဒါကိုဆရာ John Cochin ပေါ့နော်သူတို့ဥက္ကဋ္ဌဆက်သွယ်လို့ရပါမယ်ပြီးတော့လို့ရှိရင် LCCM ကို LCCM Chapel ကနေပြီးတော့ St. John စနီထန်ဆက်သွယ်လို့ရပါမယ်ပြီးတော့လို့ရှိရင် ZCC ဝန်စာပရမိုင်ကနေပြီးတော့ St. John ကိုဆရာ Michael Kamang နဲ့ဆရာ Jacob Patom တို့ကိုဆက်သွယ်လို့ရပါမယ်ပြီးတော့လို့ရှိရင်ဒီကျောင်းနာတဝဲမှာရှိတဲ့ဘာသာတူရှိလို့ရှိရင်ကျွန်တော်ကိုဆက်သွယ်လို့ရပါမယ်ပြီးတော့လို့ရှိရင် CRCA Chapel ကနေပြီးတော့ St. John တစီစီပါမယ်ဆိုတော့ Good Friday နေ့ကျရင် bus car set တစီပါမယ်ပြီးတော့လို့ရှိရင် Esther Vigil Esther အဖေညကိုတော့ဒီ CCCM ကနေပြီးတော့ PJ 17 to St. John Subang to St. John နစီပေါ့နော်ပြီးတော့လို့ရှိရင် CCCM ကလန် to St. John ဘတူနိုင်ပန္နနင်ဒါချာဟာယာမာလူရီကနေပြီးတော့ St. John တစီဆိုတော့နစီပြီးတော့လို့ရှိရင် ZRCC
เชเปลกันนี่พี่รอเซนจอนสโรเซดาซีซีโอกาสเซตัวเราอย่าบ้าเมพี่ตัวเราซีน LCCM กันนี่พี่รอเซนิทังเอ็ดดี้นี่บัสกันซีบ้าเมเรากูเซนิทังเอ็ดดี้นี่นะตัวมาสิเดบาตาตัวไล่เชนเราซีนเซนิทังเซตัวเราอย่าบ้าเมพี่ตัวเราซีนเจซีกันนี่พี่รอเอ็ดดี้นี่บัสกาตงซีบ้าเมพี่ตัวเราซีนจ้องกันนี่พี่รอปงมันซีบ้าเมพี่ตัวเราซีนCRCA กันนี่พี่รอบัสกาตซีบ้าเมพี่ตัวเราซีนDCCM กันนี่พี่รอ DCCM เชเปลกันนี่พี่รอสิงจอนบัสกาตซีเมพี่ตัวเราซีนกุชัยลามากันนี่พี่รอสิงจอนเวนกาตซีเมเรากูDCCM กองสองกูเฮนรี่บูฮุงเซตัวเราอย่ามาพี่บาร์เดสุดเอสตาวิจิลไนกูจะนรบัสกาเซลิชินเอเวนกาตซีเซนท่าบาร์เดสุดเอ็ดดี้นี่นะตัวมาชีเรบาตาตุริกันนี่พี่รอจอยไนบาร์เดเนาะพี่รอตัวเปลี่ยนซีเซนท่าบาร์เมพี่ตัวเราเซนดินี่มาช่วยยาวลาเดบาตาตุอายาวสีได้กูทูเบชิจุเต็มสิบาร์เดพี่อาตะเคอาลงกองชีปีบาสีอาลงดูเท่าพี่รอเซเลสุตองยาวโอ้ตะเคียนเยซูสุนลงดอจนเรากูตนารมูวาอภินเมตยดียูโรเมโรตะเคียนมาจนเราบุงอาสุตองพิรมอภาตันจูเซจนเราบุงอาสุตองพิรมวากุศลตะเจ้าพิวดิมิตาพิอาสิงกามิงโดสิยจนกุศลโดตะเจ้าจนอันยมพิอาสมาตุนตินจิสุสมาโรมูวาอาเมนขมีโรตาโรตันชิโนวินิโนยนามาโรเมียนเนอาเมนอเปียนมาอาซาเต้าดิสิเซนท่าเรเนาะอเปียนตัวเราเชนมงเนอช่วยตรงส่งบ้าพี่ตัวเราเชนลุงเอมันตะเมียจิวปิวบิโรขนาดนี้แค่บ้านเนาะสนุกตันเชลูผู้อเมียล้วนเล็งเมลุงเอมันตะเมียกัวลุงเอสิโลเชนที่มาเบขนาดส่งนี่พี่บ้านเนาะ